အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ Game of Thrones Season 1ရဲ့ Episode 8ပဲဖြစ်ပါတယ် Next အဖမ်းခံရပြီးနောက် King's Landing တစ်ခုလုံးတွေ့ချောင်းစီးနေပါပြီနန်းတော်ထဲမှာရှိတဲ့ Stark စီကနေနဲ့ City တော်တွေကို Lannister တွေကတယောက်မကျန်အကုန်လိုက်တက်နေပါတယ်ဆန်စာကတော့အပြင်ထွက်နေချိန်ရုပ်အတံများကြလို့ခန်းထဲပြန်ပြေးနေရပြီးအာယာကလည်းဘာမှမသိသေးပဲသူ့ဆရာနဲ့လေ့ကျင့်ဆင်းနေပါတယ်ထို့ချိန်အာယာကိုသူ့အဖေကတွေ့ကျင်တယ်လို့ပြောက Lannister စစ်သားတွေကလောက်ခေါ်လို့အာယာကလိုက်သွားဖို့ပြင်ပေမဲ့သူ့ဆရာစီရီကို Foray ကမတင်ကားလို့တားလိုက်ပါတယ် Stark မိသားစုနေရာကို Lannister စစ်သားတွေကလောက်ခေါ်လို့မတင်ကားဖြစ်သွားတာပါဒါကြောင့်ပဲစီရီကို Lannister စစ်သားတွေကဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်စီရီကအတူအတေကန်တိုက်ခိုက်ထားမှမို့အာယာကိုလွတ်အောင်ထွက်ပြေးဖို့ပြောနေပေမဲ့တစ်တားနဲ့တန်ကြပ်ကဝစစ်သားတွေကိုတိုက်ခိုက်နေရတာမို့၃ယောက်လောက်ကိုအတားလေးရှင်းလိုက်နိုင်ပေမဲ့နောက်ဆုံးမှာတော့တူတာကျိုးသွားခဲ့ပါတယ်သူက Bravo ရဲ့ဓာရမဟာဘယ်တော့မှမပြေဘူးလို့ပြောကကြံရက်ခဲ့ပြီးအာယာရဲ့တက်ကိုကာကွယ်ပေးခဲ့ပါတယ်သူ့ကျေးဇူးကြောင့်ပဲအာယာဟာ Lannister တွေစီကထွက်ပြေးနိုင်ခဲ့ပါတယ်အာယာအပြင်ရောက်လာတော့သူ့အထုပ်ဘိုးတွေနားမှာသူ့ဓာလေးကိုပြန်ယူဖို့လုပ်နေချိန်ကောင်လေးတယောက်ရောက်လာကဘီယမကြီးစီကစုတွေရအောင်ဖမ်းဖို့လုပ်နေပြီးအာယာကမဖမ်းဖို့ပြောပြီးမဲ့တားမရလို့အာယာကပဲဓာနဲ့ထိုးတက်လိုက်ရပါတယ်ဆန်ဆာစီကိုလည်းတဟောင်းကရောက်လာပြီးထိန်းသိမ်းလိုက်ပါပြီ။နက်ဟာမြေလိုက်ခန်းထဲမှာချုပ်ခံထားရချိန်လော်ဘယ်ရီကလာတွေ့ပြီးလာတိုက်ပါတယ်။နက်ကသူ့သမီးတွေကြောင့်မေးတော့အာယာကတော့ထွက်ပြေးနေရပြီးဆန်ဆာကတော့ထိန်းသိမ်းခံထားရကြောင်းနဲ့ကျန်တဲ့လူတွေကတော့အကုန်တေကုန်ပြီးမှန်းတီးလိုက်ရလို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ထပ်ပြီးလော်ဘယ်ရီကမိဖုရားကြီးကိုယူမမိုက်စိတ်မခေါ်လိုက်တဲ့ကြောင်ပြောတော့တိုင်ရီယွန်ကိုကိတ်တလင်းဖမ်းထားလို့ဆာစီတူကိုတက်လို့မရကြောင်ပြောပါတယ်။လော်ဘယ်ရီကတိုင်ရီယွန်ကိုမဟုတ်ပဲဂျင်မီကိုဖမ်းတာမှအကျိုးရှိမှဖြစ်ပြီးတိုင်ရီယွန်ကလည်းလွတ်တော်ပြီးဖြစ်ကြောင်ပြောပြခဲ့ပါတယ်။တိုင်ရီယွန်လွတ်တော်တဲ့သတင်းနာမှန်ဆိုရင်သူ့ကိုတက်တော်ကိုနက်ကတောင်းဆိုပေမဲ့သူကတိုင်းပြည်ပေါ်အမှုထမ်းတာမို့ဘရူဘကလူမှမဟုတ်တယ်လို့ပြောကထွက်တော်ပါတယ်။တော်ကြီးမှလည်းတင်နေတာကြာကြီးဖြစ်တဲ့လူတွေအလောင်းနှလောင်းရှာတွေ့လာပြီးထိုအလောင်းနှလောင်းကတော့အန်ကယ်ဗန်ဂျန်ရဲ့အဖွဲ့ဝင်တွေပါ။တလောင်းကတော့ဂျွန်စနိုးရဲ့ဝန်ပလီဆွဲလို့လက်တစ်ဖက်ပြတ်နေပါတယ်။ဆမ်ကတင်နေတာကြာကြီးဖြစ်ပေမဲ့အနက်မထွက်လို့ထူးဆန်းကြောင်းပြောတော့ဂျွန်စနိုးကမီးနဲ့ရှို့လိုက်ဖို့ပြောပေမဲ့ကွန်မန်ဒါကမစ္စတာကိုအရင်စစ်ဆေးဖို့ပဲညွှန်ကြားလိုက်ပါတယ်။ထို့အချိန် King's Landing ကကြီးစာရောက်ကြောင်းကွန်မန်ဒါကိုသတင်းလာပို့ပါတယ်။ကွန်မန်ဒါကကြီးစာကိုဖတ်နေချိန်ဂျွန်စနိုးရောက်လာတော့ဗီယာတစ်ခွက်ယူပေးဖို့နဲ့သူ့အတွက်ပါယူလာပြီးခဏထိုင်ဖို့ပြောပါတယ်။စာထဲမှာတော့ဘင်းကြီးတည်သွားတဲ့အကြောင်းပါလို့ဂျွန်စနိုးကသူ့ဖေကြောင့်လော်ရကြီးမေးတော့နက်ဟာရောဘတ်ရဲ့ညီကိုတွေနဲ့ပေါင်းပြီးဂျော့ဖရီကိုထိနှက်မပေးလို့တစ္ဆာဖောက်မှုနဲ့ဖမ်းခံရကြောင်းပြောပြပါတယ်။ဂျွန်စနိုးကတော့နက်အပြင်သူ့ညီမတွေလည်း King's Landing မှာရောက်နေလို့အလွန်ပဲစိတ်ပူနေပြီးကွန်မန်ဒါကဂျွန်စနိုးရဲ့စိတ်ကိုတိနေတာမို့မိုက်မဲရရင်မလုပ်ဖို့သတိပေးလိုက်ရပါတယ်။ဆန်ဆာကိုကတော့ဘီယမကြီးဆာစီတို့ထိန်းထားပြီးနက်ကဂျော့ဖရီကိုထိနှက်မပေးခြင်းလို့တစ္ဆာဖောက်ကြောင်ပြောပြတော့ဆန်ဆာဟာမယုံနိုင်ဖြစ်ခဲ့ရပါတယ်။ပြီးတော့ဘီယမကြီးဆာစီကဆန်ဆာဟာဂျော့ဖရီကိုယူပြီးဘီယမယူနေတဲ့ပေါ်တုံချပြီးသူ့ကိုရော့စီဂျော့ဖရီကိုတစ္ဆာခံဖို့စာရေးခိုင်းပါတယ်။ရော့ဟာနက်အဖမ်းခံရတာတီးတာနဲ့မြောက်ပိုင်းတစ်ပိုင်းလုံးကိုစုစည်းပြီးပုံကန်လာမှာကိုဆာစီကကြောက်နေခဲ့တာပါ။ဆန်ဆာကသူ့ဖေရဲ့သဘောထားကိုတီးဖို့တွေးခွင့်တောင်းပေမဲ့မရတဲ့အပြင်သူ့ဖေရဲ့အတက်ကလည်းတူရည်တဲ့စာနဲ့ရော့ပြတ်တုံးပြန်မှုပေါ်မူတည်ကြောင်းအကြက်ကန်ခံလိုက်ရပါတယ်။ Rob စီစာရောက်လာတော့တစ္ဆာဖောက်မှုဆိုလို့ Rob ကအံ့ဩနေပါတယ်။ဆန်ဆာလက်ရေးဆိုတာကိုမစ္စတာအတီးပြုခဲ့ပေမဲ့စကားတွေကတော့ဘီယမကြီးဆာစီရဲ့စကားတွေဖြစ်နေတာကိုလည်းတီးနေပါတယ်။စာထဲမှာတော့ King's Landing ကိုလာပြီး Job Brazy တစ္ဆာလက်ခံခိုင်းတာပါ။ Rosta ကတော့ Nesta ရဲ့ဓာကြီးပြီး King's Landing ကဖိတ်ခေါ်တာကိုတောင်းဖို့ပြင်ပါတယ်။ဒါပေမဲ့သူတယောက်တည်းတွားမှာတော့မဟုတ်ပဲမြောက်ပိုင်းတစ်ပိုင်းလုံးကိုခေါ်တော့မှာပါ။ဒါကြောင့်မို့ House Stark ကိုတစ္ဆာခံထားတဲ့မြောက်ပိုင်းကအင်တော်တွေကိုမစ္စတာကနေတဆင့်ခေါ်ခိုင်းလိုက်ပါတယ်။တီယွန်ကလည်း Rock ကိုခုလိုပဲလုပ်ဖို့ထောက်ခံနေပါတယ်။တပေးမှာပဲရှိနေတဲ့ကိတ်တလင်းကတော့နက်အဖမ်းခံရပြီးတစ္ဆာဖောက်ပြစ်ဆွဆွဲခံရတဲ့တဲ့င်းကိုကြားလိုက်ရတဲ့အခါဘာပြတ်တယ်လို့ခံစားလိုက်ရပါတယ်။သူမအချက်ချင်းပဲ Irie ရဲ့စစ်တီတော်တွေကိုစူးစီးကမြို့တော် King's Landing ကိုတွားပြီးသူ့ယောက်ျားကိုကဲကိုသူ့ညီမလိုက်စာရဲ့ဘေးစစ်တပ်ကိုအာကိုတကြီးနဲ့အကူကြီးတောင်းပါတော့တယ်။ဒါပေမဲ့လိုက်စာကတော့အရင်လိုပဲသူမဲ့တာရောဘင်ကိုပို့ရှိထားရင်အလွန်အေးဆက်တဲ့ပုံစံနဲ့ညင်လိုက်ပါတယ်။ဘေးရဲ့စစ်တီတော်တွေဟာဘေးတောင်ကြားကိုစောင့်ရှောက်ဖို့ပဲလိုတယ်လို့ပြပြတတာပြောပါတယ်။လိုက်စာရဲ့စိတ်ထဲမှာသူ့ယောက်ျားဂျွန်အာရင်တက်ခံရပြီးကြတဲ့ကဘလူးအမမယုံကြည်တော့တယ်လို့သူ့တားလေးဘေးကင်းဖို့ပဲကြည်နေခဲ့တာပါ။ပြီးတော့ Lannister တွေကဘာမဆိုလုံးမဲ့လူတွေဆိုပြီးကြောက်နေခဲ့ပါတယ်။နောက်ဆုံးတော့ကိတ်တလင်းဟာသူ့ညီမစီကဘာကူညီမမရမှတီးသွားခဲ့ပါတယ်။ Tyrion နဲ့ Bronn တို့ဟာ Irie ရဲ့တိုက်ကနေလွတ်လာပြီးနောက်တောင်ကြားလမ်းတွေတိုင်ခီးဆက်လာကြပါတယ်။ဒီခီးမှာ Tyrion ဟာသူ့အတက်ဘေးအတွက် Bronn ရဲ့တိုက်ခိုက်ရေးကိုအားကိုးရမယ်ဆိုတာကောင်းကောင်းကြီးနားလည်သွားခဲ့ပါတယ်။ဒါကြောင့်ပဲသူက Bronn ကိုသူ့ဘက်မှာအမြဲရှိနေစေဖို့အတွက်ရွှေတွေမိန်းမတွေနဲ့ဆွဲဆောင်ပြီးစီယုံมาတော့တယ်။သူက Lannister ရဲ့ချမ်းသာကြွယ်ဝမှုကိုအတုံးချပြီး Bronn ကိုတတိတယောက်လိုထားပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ထက်ပိုပြီးပါနတ်တာကတော့ Tyrion က Bronn တစ္ဆာမဖောက်အောင်ဘဝအာမခံချက်တစ်ခုပေးလိုက်တဲ့အချက်ပါပဲ။သူက Bronn ကိုကြည့်ပြီးတကယ်လို့တနေ့နေ့မှာတယောက်ယောက်ကသူ့ကိုတက်ဖို့ငွေပေးပြီးခိုင်းလာခဲ့မယ်ဆိုရင်အဲ့ဒီလူပေးတဲ့ငွေထက်သူကနှစ်ဆပြန်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဒါဟာ Bronn လိုကြေးစားစစ်တာတယောက်အတွက်တော့ငင်းရခက်တဲ့ကမ်းလှမ်းချက်ဖြစ်တယ်လို့ Tyrion အတွက်လည်းသူ့အတက်ကိုငွေနဲ့ဝယ်လိုက်တဲ့သဘောပါပဲ။ Bronn ကလည်း Tyrion ရဲ့ပွင့်လင်းပြီးလူကဲခတ်တော်တဲ့ဇိုက်ကိုသဘောကျတော့ပါတယ်။သူတို့နှစ်ယောက်ဟာဒီလိုနဲ့ပဲတာမန်လို့ရှင်လို့ဓမ္မဆက်ဆံရေးတဲ့ပို့တဲ့ယုံကြည်ချက်တစ်ခုကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။ Tyrion နဲ့ Bronn တို့နှစ်ယောက်တောထဲမှာစိတ်ကင်လေးဆိုင်ရင်အိမ်မော်ကြနေတော့တောင်ပေါ်လူရိုင်းမျိုးနယ်စုတွေကသူတို့ကိုလက်နဲ့ကိုစီနဲ့ဝိုင်းလိုက်ကြပါတယ်။ရှင်တွေကတော့တကယ်ကိုစိုးရင်စရာကောင်းနေပြီ Bronn ကဓာတ်အုပ်ဆွဲထုတ်ကအတင်းပြင်လိုက်ပေမဲ့လူဝင်အားချင်းကအရန်ကွာနေတာကြောင့် Tyrion ကသူ့ရဲ့အစွမ်းထက်ဆုံးလက်နဲ့ဖြစ်တဲ့ရှာစွမ်းကိုချက်ချင်းထုတ်တုံးလိုက်ပါတော့တယ်။
လူရန်ကောင်းဆောင်ကတိုက်ရီယုံကိုမင်းဘလို့တေးခြင်းလဲမေးတော့တိုက်ရီယုံကတူအေးရပေါ်မှာပဲအသက်80ရွယ်မှာဗိုက်တဲ့ AFP နဲ့တေးခြင်းနဲ့လူတော်တောက်ခွဲပြောင်းလိုက်ပါသေးတယ်လူရန်ကောင်းဆောင်ရှာကာကဘရုံကိုတက်ပစ်ပြီးတိုက်ရီယုံကိုဖမ်းခေါ်တော်ဖို့မိန့်ပေးတဲ့ချိန်မှာတိုက်ရီယုံဟာကြောက်လက်မတော်ပြီးမြပြပြသလဲနဲ့တူးလက်မှာဝတ်ထားတဲ့ကိုရန်လက်စုပ်ကိုချွတ်ပြီးရှာကာကိုပေးလိုက်ပါတယ်ဒီလက်စုပ်ဟာတောင်ပေါ်နေလူရိုင်းနဲ့တရက်နဲ့တကူမမြင်ဘူးတဲ့အနုစိတ်လက်ရမျိုးဖြစ်လို့သူတို့ရဲ့အာယုံကိုချက်ချင်းဆွဲဆောင်လိုက်နိုင်ပါတယ်။တိုက်ရီယုံကတူဖေဟာဝက်စတိုရိုမှာချမ်းသာဆုံးလူတိုင်ဝဲလန်နစ္စတာဖြစ်ကြောင်းပြောပြပြီးတူနောက်ွယ်မှာရှိတဲ့အင်အားကြီးမိသားစုအကြောင်းကိုချပြလိုက်ပါတယ်။ပြီးတော့ဘေးရရှင်တွေကလည်းတူ့ကိုတေးစေချင်နေတာမဟုတ်ဘေးရရှင်တစ်ဖြစ်ဖို့ကူညီပေးမယ်လို့လည်းကတိပေးလိုက်ပါတယ်။တိုက်ရီယုံကလူရိုင်းတွေရဲ့လူအင်ဆန္ဒဖြစ်တဲ့အင်အားနဲ့လက်နက်ကိုငါးစာချပြီးတူ့တက်ကိုဝယ်လိုက်ရုံနဲ့မကပဲရန်သူကိုမဟာမိတ်ဖြစ်အောင်မပြောင်းလဲနိုင်ခဲ့လို့ဒီပွဲမှာတော့ဘရွန်ရဲ့ဓာတ်ထက်တိုက်ရီယုံရဲ့ညံကပိုထက်နေခဲ့ပါတယ်။ Nestor ဖန်ခံရတဲ့တဲ့တိုင်းကြီးကိုရောက်လာပြီးနောက်မှာဂျွန်စနိုးကစိတ်မကောင်းဖြစ်ပြီးတူတာဝန်ကျတဲ့စပိုးဆောင်မှာအလုပ်ကူလုပ်နေပါတယ်။အဲ့ဒီအချိန်မှာတူ့ကိုအမြဲဆောင်ပြောလေးရှိတဲ့အဲလီဆန်တွန်းရောက်လာပြီးဂျွန်ကိုတစ္ဆာဖောက်ရဲ့မျိုးမစစ်လို့လူကြားထဲမှာရိုင်းဆိုင်ဆော့ကားလိုက်ပါတယ်။ခံမြင်တော့တဲ့ဂျွန်စနိုးဟာဒေါ်ရာတကြီးနဲ့ဓာတ်အုပ်ဆွဲပြီးအဲလီဆန်ကိုတိုက်ခိုက်ဖို့ပြင်နေရကြောင်းဘေးကလူတွေအားလုံးဝိုင်းဆွဲထားရတဲ့ဒီအခြေအနေကတင်းမာတော့ပြီးအဲလီဆန်ကတော့ဂျွန်ရဲ့စိတ်ကိုဆွပေးရုံနဲ့မကပဲသူ့ရဲ့အမားကိုကျင်းနှဲစွာကြည်ပြီးပြန်ထွက်သွားခဲ့ပါတယ်။ဒီကိစ္စကြောင့်ပဲလော့ကွန်မန်ဒါရောက်လာပြီးမိုက်မဲတဲ့လုပ်ရက်တွေမလုပ်ဖို့သတိပေးကဂျွန်ကိုခန်းထဲမှာပဲနေဖို့အပြစ်ပေးလိုက်ပါတယ်။ညရောက်တော့ဂျွန်ဟာသူ့ခန်းထဲမှာနားယူနေပေမဲ့သူ့ရဲ့ဓာတ်ရဝန်ပလွေလေးဂို့စ်ကတော့တခုခုကိုသတိထားမိသလိုကဏမငြိမ်ဖြစ်နေပါတယ်။ဂို့စ်ရဲ့ထူးခြားတဲ့အပြုအမူကြောင့်ဂျွန်ဟာအန်ဒီရရှိနေပြီဆိုတာတိလိုက်ပြီးသူ့ရဲ့ဓာတ်အောက်ကောက်ကင်ကအပြင်ထွက်စစ်ဆေးဖို့ပြင်တော့ဂို့စ်ကလော့ကွန်မန်ဒါရဲ့အိတ်ဆောင်ဘက်ကိုတန်းပြေးသွားတာကြောင့်ဂျွန်ကလည်းအနောက်ကနေပြေးလိုက်သွားရပါတယ်။ဂျွန်ကကွန်မန်ဒါရဲ့အခန်းထဲကိုဝင်သွားချိန်မှာပဲအမောင်ထဲကနေလူတယောက်ရုတ်တရက်ထွက်လာပြီးဂျွန်ကိုတိုင်မှာကန့်နေအောင်လည်းပဲညစ်ပြီးတိုက်ခိုက်ပါတော့တယ်။အဲ့ဒီလူဟာတခြားလူမဟုတ်ပဲအရင်ရက်ကမှတိတ်ဆုံးနေတာကိုတွေ့ခဲ့ရတဲ့ကင်းတောက်တယောက်ဖြစ်နေတာပါဂျွန်ကဓမြောင်နဲ့ပြန်ထိုးပြီးမယ်အဲ့ဒီလူကအနာကျင်မရှိတယ်လို့ဆက်ပြီးတိုက်ခိုက်နေပါတယ်ဂို့စ်ကလည်းဂျွန်ကိုကူညီဖို့ကြိုးစားပေမဲ့ထိုလူကတကားကိုအပြင်ကနေပိတ်ထားခဲ့တာကြောင့်ဂို့စ်ကအပြင်မှာပဲပိတ်မိနေပြီးဂျွန်တယောက်ထဲရုန်းကန်နေရပါတယ်ရဲတပ်ကြီးတစ်ခုလုံးကတော့အိမ်မော်ကျနေကြပြီးဘာမှမတိကြသေးပါဘူးဂျွန်ကထိုလူလက်မလွတ်အောင်ယုံကသူ့ရဲ့ဓာတ်ရှိကိုထုတ်ပြီးအတဲတံပြန်တိုက်ခိုက်ရင်ထိုလူကိုဓာတ်နဲ့ထိုးချလိုက်နိုင်ပါတယ်အဲ့ချိန်မှာပဲစူညံတန်တွေကြောင့်ကွန်မန်ဒါမမွတ်နိုးလာပြီးမိရင်ကန်ကရောက်လာပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကဓာတ်နဲ့အချက်ပေါင်းများစွာထိုးကန်ထားရတဲ့အဲ့ဒီလူဟာတိမတော်ပဲကြောက်စရာပုံစံနဲ့ပြန်ထလာတာပါပဲဂျွန်ဟာရိုးရိုးလက်နဲ့တက်လို့မရမှန်းတီးလိုက်တာကြောင့်ကွန်မန်ဒါစီကမိရင်ကိုယူပြီးထိုလူစီကိုပြစ်ပေါက်ကမီးရှို့တက်လိုက်ရပါတယ်ဂျွန်သာရောက်မလာခဲ့ရင်တော့ကွန်မန်ဒါရဲ့အတက်ဟာမတွေးရစရာဖြစ်နေပြီးဒါဟာ Night Watch တွေအတွက် White Walker တွေရဲ့အန်ဒီရဲ့ကိုပထမအဦးဆုံးချိန်လက်တွေ့ရင်ဆိုင်လိုက်ရတဲ့ထိတ်လန့်စရာအခိုက်အတန့်ပဲဖြစ်ပါတယ်။အဲဒရိုကိုရဲ့ဒေါ်ဒရာဂီတပ်တွေဟာ Westeros ကိုတိုက်ခိုက်ဖို့တင်ပေါ်ဖို့ငွေကြေးနဲ့အင်အားစုဆောင်တဲ့အနေနဲ့ရွာတွေကိုဝင်ရောက်စီးနင်းပြီးပစ္စည်းတွေလူတွေကိုဖမ်းဆီးနေကြပါတယ်။ဒါအောင်မြင်ရတဲ့ Daenerys ကစိတ်မကောင်းဖြစ်ပြီးသူတို့ဘာလို့ဒီလိုတွေလုပ်နေတာလဲလို့မေးတဲ့အခါမှာတော့ဒေါ်ဒရာဂီစစ်တီတယောက်ကဒါဟာသူတို့လုပ်နေကြဖြစ်ပြီးထုံးစံအတိုင်းရှုံးနေသွားတဲ့လူတွေကိုဂျွန်ပြူကိုလုပ်နေတာဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။ Daenerys ဟာရွာလူရွာသားတွေနှိမ့်ဆက်ခံနေရတာကိုမကြည့်ရနိုင်ပဲတနာရွာတာကြောင့်ဂျိုရာကိုချက်ချင်းပဲတားခိုင်းလိုက်ပါတယ်။ဂျိုရာကတော့ဒီကိစ္စတွေဟာဒေါ်ဒရာဂီရဲ့တဘာဝမို့လို့မမြင်ကြအောင်ဆောင်ပြီးနေစေခြင်းခဲ့ပေမဲ့လည်းဖယ်လစီရဲ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့် Daenerys လို့ရှိတဲ့အတိုင်းဖန်ဆီးခံထားရတဲ့မိန်းမတွေကိုကယ်ထုတ်ပေးလိုက်ရပါတယ်။ဒါအောက်တွေ့တော့တဲ့ဒေါ်ဒရာဂီစစ်တီတယောက်ကတော့သူ့ရဲ့စစ်တုံးမန်းတွေကိုမိန်းမတယောက်ကလာလူနေတာကိုမချီနှက်တာကြောင့်ခဲဒရိုကိုစီတွားပြီးတိုင်တန်းมาတော့တယ်။ဒါပေမဲ့ဒရိုကိုကတော့သူ့မိန်းမရဲ့ဒီလိုရဲရင်တဲ့လောက်ရက်ကိုအပြစ်မမြင်ပဲသဘောကျနေခဲ့ပါတယ်။သူက Daenerys လောက်တာမှန်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ထိုစစ်တီဟာဒေါ်ရာထွက်သွားပြီးဒရိုကိုလူပုံလဲမှာစိန်ခေါ်ပါတော့တယ်။ဒရိုကိုရဲ့တက်တော်ဆောင်တွေကထိုလူကိုတက်ပစ်ဖို့လုပ်ကြပေမဲ့ဒရိုကိုကတော့သူ့ကိုယ်တိုင်ပဲတိုက်ခိုက်မယ်လို့ပြောပြီးရှေ့ကိုတိုးလာပါတယ်။ထိုစစ်တီကဒရိုကိုဓာတ်နဲ့အရင်ဥအောင်ထောက်ထားလိုက်တာကြောင့်ဒရိုကိုရဲ့ရင်ဘတ်မှာဒဏ်ရာတစ်ခုရတော့ပါတယ်။ဒါပေမဲ့ဒရိုကိုကတော့လက်နဲ့မပါဘဲနဲ့တောင်ထိုလူကိုအလွယ်တကူတိုက်ခိုက်ပြီးနောက်ဆုံးမှာတော့လေဘင်းကိုဖြတ်ကရှာကိုပါအပြင်ကိုဆွဲထုတ်ပစ်လိုက်တဲ့အထိရဲဆက်ဆက်တက်ပြလိုက်ပါတယ်။ Daenerys ကဒရိုကိုရဲ့ရင်ဘတ်ကဒဏ်ရာအောင်မြင်ပြီးအရင်စိတ်ပူသွားခဲ့ပေမဲ့ခွန်အားကြီးတဲ့ဒရိုကိုကတော့ဒါအချင်းကိုက်တလောက်ဝယ်ရှိတာပါလို့ပြောပြီးပေါ်ပေါ်တန်တန်ပဲတဘောထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Daenerys ကတင်ခဲ့တဲ့အမျိုးသမီးတွေကနတ်ဆရာမတယောက်ကဒဏ်ရာကိုကုသပေးဖို့ကမ်းလှမ်းလာပါတယ်။ဒေါ်တာဂီစစ်တီတွေကတော့အဲ့ဒီနတ်ဆရာမကိုစုံမလို့ထင်ပြီးလက်မခံကြပေမဲ့နတ်ဆရာမကဒီတန်ရာကိုအခုချက်ချင်းတန့်ရှင်းလုပ်ပြီးဆေးမထည့်ရင်ပြည်တယ်လာပြီးဒုက္ခပေးလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ Daenerys ကသူ့ယောက်ျားအတွက်စိုးရိမ်လွန်တာကြောင့်ဒရိုဂိုကိုနတ်ဆရာမနဲ့ကုသဖို့အတန်တန်ချော့ပြောမှပဲဒရိုဂိုကလက်ခံလိုက်ပါတယ်။ဒါကဒရိုဂိုရဲ့ကံကြမ္မာကိုပြောင်းလဲစေမဲ့အလဲပြောင်းတစ်ခုဖြစ်လာတယ်လို့ Daenerys ကလည်းဒူမရဲ့ချင်နာမှုကြောင့်ဘယ်လိုအကျိုးဆက်တွေရလာမလဲဆိုတာစောင့်ကြည့်ရပါတော့မယ်။ Roster ဟာသူ့အဖေကိုကယ်ထုတ်ဖို့နဲ့ King's Landing ကိုစစ်ချီဖို့မြောက်ပိုင်းကအိမ်တော်အားလုံးကိုစင့်ခေါ်လိုက်တဲ့အခါမှာသူ့ရဲ့ငွေရမှုကြောင့်အိမ်တော်ကြီးတွေရဲ့အုပ်ချုပ်ရခက်ခဲတဲ့ဇယိုင်းနဲ့ထိတ်တိုက်တွေ့ခဲ့ရပါတယ်။ Winterfell ရဲ့စားတောက်ခန်းမထဲမှာမြောက်ပိုင်းကလော်ရီစုဝေးနေကြရင်ဘယ်သူကရှေ့တန်းကိုဦးဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီးချင်းချင်းအခြေတင်ဖြစ်နေကြပါတယ်။သူတစ်ဖြင့်ခန္ဓာကိုယ်ကြီးမားပြီးဒေါသကြီးတဲ့ Lord Amber ကသူ့ဟာရှေ့တန်းကနေဦးဆောင်ရမှာဖြစ်ပြီးတကယ်လို့ Rock ကသူ့ကိုဦးဆောင်ခွင့်မပေးရင်သူ့ရဲ့စစ်တပ်ကိုပြန်ခေါ်ပြီးကိုယ့်အိမ်ကိုပြန်တော့မယ်လို့ Rock ကိုလူပုံလဲမှာစိန်ခေါ်ပြီးချင်းချောက်လိုက်ပါတော့တယ်။ Rock ကတော့အေးစစ်စစ်ပဲပြန်လို့ရတယ်ဒါပေမဲ့ Lannister တွေနဲ့စစ်ပွဲပြီးသွားတဲ့အချိန် Winterfell ကလာလဲရလိမ့်မယ်လို့ပြတာတုံ့ပြန်လိုက်ပါတယ်။ဒီစကားကြောင့် Lord Amber ကဒေါသကြီးနဲ့ဓာတ်ဆွဲထုတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲ Rock ရဲ့ဘေးမှာရှိနေတဲ့ Diamond Blue လေး Grace Wing ကလျှက်တစ်ပြက်ခုံအုပ်လိုက်ပြီး Lord Amber ရဲ့လက်ချောင်းကိုကိုက်ဖြတ်ပစ်လိုက်ပါတယ်။အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြီးအားလုံးထိတ်လန့်နေတော့မှပဲအံ့ဩစရာကောင်းတာကလက်ချောင်းတွေပြတ်သွားတဲ့
တဲ့ Lord Amber ဟာနာကျင်နေမဲ့အစား Rock ရဲ့တက်တိနဲ့ပြတ်သားမှုကိုတဘောကြပြီးအကျေကြီးရိမ်မောလိုက်ပါတော့တယ်။သူက Rock ကိုသူ့ရဲ့ခေါင်းဆောင်အဖြစ်အပြည့်အဝတိမပြုတ်လိုက်ပြီး Rock ကိုလူငယ်တယောက်လို့ထင်နေကြတဲ့မြောက်ပိုင်းသားတွေဟာ Rock ရဲ့ပြတ်သားမှုကိုပထမဦးဆုံးကြိမ်မြင်တွေ့လိုက်ကြရပါတယ်။ဒါပေမဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့သူအားလုံးထဲမှာတယောက်ယောက်ကတော့ကျဉ်းနေကြမှာမဟုတ်ပါဘူး။တစုံတစ်ယောက်ကတော့ Rock ရဲ့နောက်မှာညင်တက်စွာနဲ့အခွင့်အရေးကိုစောင့်ကြည့်နေကြမှာပါ။မြောက်ပိုင်းအင်ဒိုတွေဆိုတာတယောက်အောက်တယောက်မနေချင်ကြတဲ့အပြင်တူးချင်းစီမှာလည်းကိုယ်ပိုင်မာနတွေအပြည့်ရှိနေကြတာမို့ဒီလိုမာနကြီးတဲ့လူတွေကိုစီယုံပြီးစစ်ပွဲတစ်ခုကိုဥဆောင်ရတာဟာ Rock အတွက်တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ Roster ဟာစစ်မြေပြင်ကိုမထွက်ခါခင်မှာလမ်းမလျှောက်နိုင်တော့တဲ့သူ့ညီလေး Brand စီကိုတိတ်တဆိတ်လာပြီးနှုတ်ဆက်ပါတယ်။ Brand ကသူ့ကိုယ်နဲ့သူစစ်လိုက်ခြင်းကြောင့်သူဟာမြင်းစည်းနိုင်ပြီဖြစ်ကြောင်းအတက်တရောပြောပေမဲ့ Rock ကတော့စိတ်မကောင်းစွာနဲ့ပဲညှင်းပယ်ခဲ့ရပါတယ်။ Rock က Winterfell မှာ stat တယောက်အမြဲတမ်းရှိနေရမယ်ဆိုပြီး Brand ကို Winterfell နဲ့ညီငယ်ဆုံး Rickon ကိုလက်ဆောင်လျှောက်ဖို့တာဝန်ပေးကနစ်သိမ့်ပေးခဲ့ပါတယ်။သူကစစ်မြေပြင်ရောက်ရင်စာတွေလည်းအမြဲရင်းနေမှာဖြစ်လို့မကြောက်ဖို့နဲ့အားတင်းထားဖို့ညီလေးကိုမှကြာပြီးထွက်သွားခဲ့ပါတယ်။ Rock ထွက်သွားပြီးနောက်မှာတော့အသက်6နှစ်အရွယ်ပဲရှိသေးတဲ့ညီငယ်ဆုံးလေး Rickon ဟာကြောက်လန့်နေရှာပါတယ်။ Rickon ဟာသူ့အဖေရောအကိုတွေရောအားလုံးကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အတီးနဲ့စိတ်သက်ကြနေတာပါ။အဲ့ချိန်မှာ Brand ဟာသူ့ကိုယ်တူလဲဝမ်းနေနေပေမဲ့ညီလေးထက်ဆိုင်ရင်အသက်ကြီးတဲ့သူဖြစ်တာကြောင့်လူကြီးတယောက်လိုပြန်လဲနစ်သိမ့်ပေးခဲ့ပါတယ်။မိဘတွေနဲ့အကိုဖြစ်သူတွေစစ်ထက်သွားချိန်မှာကလေးနှစ်ယောက်ထဲရဲတဲ့ကြီးတွေမှာချန်ရေးခဲ့ရလို့စိတ်မကောင်းစရာဖြစ်နေပါတယ်။မနေ့မှာတော့ Winterfell ရဲ့နတ်ဖျားဥယျာဉ်ထဲမှာ Bran Stark တယောက်ဟာစစ်ထွက်သွားတဲ့သူ့အကိုနဲ့မိသားစုဝင်တွေဘေးကင်းမှုအတွက်ရှေးဟောင်းနတ်ဖျားတွေစီမှာဆုတောင်းနေပါတယ်။ထို့ချိန်မှာသူတို့ဖမ်းဆီးထားတဲ့တောနေလူရိုင်းမလေးအိုရှာရောက်လာပြီးနတ်ဖျားတွေအကြောင်းကိုစကားဆလာပါတယ်။အိုရှာကတောင်ဘက်ရက်ကလူတွေကိုဝယ်တဲ့နတ်ဖျားတစ်ပင်တွေထက်မြောက်ပိုင်းကရှေးဟောင်းနတ်ဖျားတစ်ပင်တွေရဲ့အစွမ်းကပုံမှန်ကန်ကြောင်းနဲ့ဒီတစ်ပင်တွေကနေတဆင်နတ်ဖျားတွေဟာအရာအလုံးကိုကြားနေရတယ်လို့ Bran ကိုပြောပြပါတယ်။ဒီလိုအလေးနဲ့စကားတွေပြောနေကြတော့မှပဲဟိုတော့ကရေချိုးပြီးကစားအဝတ်စားတစ်ထည်မှမပါပဲဗလာချင်းကြီးနဲ့သူတို့စီရောက်လာပါတော့တယ်။ Bran ကဟိုတော့ကိုအဝတ်စားတွေအမြင်ပြောင်းဖို့လမ်းပြောနေပေမဲ့အိုရှာကတော့ဟိုတော့ရဲ့ခန္ဓာကိုယ်ထွားချိုင်းမှုကိုကြည့်ပြီးသူ့မှာဂျိုင်းယန်တွေရဲ့တွေးပနိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။သူမကတတိုင်းကြီးရဲ့အလွန်မှာအမှန်တကယ်ရှိနေတဲ့ဂျိုင်းယန်တွေအကြောင်းနဲ့ကြောက်စရာကောင်းတဲ့အရာတွေအကြောင်းကို Bran တခါမှမကြားဘူးတဲ့ပုံပြင်တွေလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့အိုရှာပြောချင်တဲ့အဓိကချက်ကတော့စစ်ပွဲအကြောင်းမှာသူမက Roster တယောက်သူ့အဖေကိုကယ်ဖို့တောင်ဘက် King's Landing ကိုစစ်ချီသွားတာဟာလမ်းမကိုတွားနေတာဖြစ်တယ်လို့ဝေဖန်လိုက်ပါတယ်။သူမဟာတတိုင်းပြင်မှာနေလာတဲ့အတွေ့အကြုံရတကယ်အန်ဒီရဲ့အစစ်မှန်ဟာတောင်ဘက်က Lannister တွေစီကလာတာမဟုတ်ပဲမြောက်ဘက်တတိုင်းကြီးရဲ့အလွန်မှာရှိတဲ့အမောင်တို့တွေထဲကနေလာနေရဖြစ်တယ်လို့ဆိုပါတယ်။လူတိုင်းကရာဇပလင်တွေတိုက်ခိုက်နေကြပေမဲ့အိုရှာကတော့ကဘာပြက်ကိန်းအန်ဒီရဲ့ကြီးကမြောက်ဘက်ကနေလာနေပြီဆိုတာကို Bran ကိုပထမဦးဆုံးအကြိမ်သတိပေးခဲ့ပါတယ်။တတိုင်းကြီးပေါ်မှာတော့ Jon Snow တို့အုပ်စုဟာသူတို့တိုက်ခိုက်တက်ဖြတ်ခဲ့တဲ့အလောင်းကောင်တွေပြန်မထလာနိုင်အောင်မီးရှို့ဖျက်ဆီးပြီးတေချာရှင်းလင်းနေကြပါတယ်။ဒီမြင်ကွင်းကိုကြည့်ရင် Sam ကသူတို့ရင်ဆိုင်ခဲ့ရတဲ့အရာတွေဟာရိုးရိုးလူတွေမဟုတ်ဘဲ White Walker တွေရဲ့အစွမ်းကြောင့်ပြန်လို့ထလာတဲ့အလောင်းကောင်တွေဖြစ်ကြောင်းရှင်းပြပါတယ်။ဒီကောင်တွေရဲ့ထူးခြားချက်ကမျက်လုံးတွေဟာတောက်ပနေတဲ့အပြာရောင်ဖြစ်နေပြီးတာမန်ဓာတ်နဲ့ထိုးယုံနဲ့မတည်ပဲမီးတစ်ခုတည်းနဲ့မှတာအပြီးတိုင်းတုတ်တင်နိုင်တာဖြစ်တယ်လို့ပြောပါတယ်။ကျွန်ကဒီလောက်တေးစိတ်တဲ့အချက်လက်တွေကို Sam ဘယ်လိုတိနေရလဲလို့အန်အော်ဒကြီးမေးတဲ့အခါမှာတော့ Sam ကသူဟာ Mr. Imon ရဲ့စာကြည့်တိုက်ထဲကဖုန်တက်နေတဲ့စာအုပ်ဟောင်းတုံးကနေတိတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ကျွန်ကစာအုပ်ထဲမှာနောက်ထပ်ဘာတွေပါသေးလဲလို့မေးတဲ့အခါမှာတော့ Sam ကတုံလုံးချောက်ကြားစရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြောပြခဲ့ပါတယ်။အဲ့ဒါကတော့ White Walker တွေဟာရေခဲတွေအောက်မှာနှစ်ပေါင်းထောင်ချီကြာအောင်အိပ်ပျော်နေခဲ့ကြတာဖြစ်ပြီးအခုတော့သူတို့ပြန်နိုးထလာကြပြီဆိုတဲ့အချက်ပါပဲ။Sam ကအေးဆက်လေတံနဲ့သူတို့တကယ်နိုးလာပြီဆိုရင်တော့ငါတို့အားလုံးအတွက်ဒီတိုင်းကြီးဟာသူတို့ကိုဟန်တားနိုင်ပါစေလို့ဆုတောင်းရုံကလွယ်လို့တခြားဘာမှလုပ်စရာမရှိတော့ဘူးလို့သတိပေးလိုက်ပါတယ်။ဒါဟာတိုင်းပေါ်က Night Watch တွေအတွက်တကယ်တော့ရန်သူဟာတောင်ဘက်ကလူတွေမဟုတ်ပဲမြောက်ဘက်ကကြောက်စရာကဘာဦးရန်သူတွေဖြစ်နေပြီဆိုတာကိုပိုပြီးတိတာစေခဲ့ပါတယ်။ကိတ်တလင်းဟာဗီးရဲ့ရဲတိုက်ကနေထွက်ခွာလာပြီးနောက်သူ့ရဲ့တာ Ross ခန်းချရမြောက်ပိုင်းစစ်တပ်စီကိုဘေးကင်းစွာရောက်ရှိလာပါတယ်။ Ross ဟာသူ့ရဲ့တစ္ဆာခံတွေနဲ့အတူစစ်ရေးစီစဉ်တဲ့တဲတန်ရေးဆွဲနေရင်ကသူ့အမေကိုမြင်လိုက်ရတဲ့အခါမှာတော့ဝမ်းတာအားရချိုးဆိုပါတယ်။ကိတ်တလင်းကလည်း Ross တယောက်တလောက်ငငယ်ရွယ်နဲ့မြောက်ပိုင်းစစ်တပ်ကြီးတစ်ခုလုံးကိုအမိန့်ပေးထိန်းကျောင်းနေနိုင်တာကိုမြင်တော့ဂုဏ်ယူမဆုံးဖြစ်နေခဲ့ပါတယ်။ကိတ်တလင်းက Ross နဲ့နှစ်ယောက်ချင်းစကားပြောဖို့တောင်းဆိုတော့ Ross ကမြို့တော် King's Landing ကဆန်စာပို့လိုက်တဲ့စာကိုသူ့အမေကိုပြပါတယ်။ကိတ်တလင်းကစာကိုဖတ်ကြည့်လိုက်တာနဲ့ဒါဟာဆန်စာကိုယ်တိုင်ရေးတာမဟုတ်ပဲမိဖုရားစာစီကအကြက်ကင်ပြီးရေးခိုင်းထားမှချက်ချင်းတီးလိုက်ပြီးစာထဲမှာအာယာရဲ့အကြောင်းတစ်လုံးမှပါမလာတာကြောင့်ကိတ်တလင်းဟာသူ့ရဲ့သမီးငယ်လေးအတွက်ပိုပြီးစိတ်ပူပန်သွားခဲ့ရပါတယ်။ Ross မှာရှိတဲ့စစ်ရင်အားက1800ပဲရှိတာမို့ Lannister တွေရဲ့အင်အားကြီးစစ်တပ်ကိုရှင်ဖို့ဆိုတာမလွယ်ကူပါဘူး။ဒါကြောင့်ကိတ်တလင်းက Ross ကိုတကယ်အချိန်ဝါကြီးတဲ့ရန်သူတိုင်ဝဲ Lannister ရဲ့အကြောင်းကိုသတိပေးခဲ့ပါတယ်။တိုင်ဝဲဟာအယူဘရင်နန်းကြတုန်းကတာဂါရီယန်ကလေးတွေကိုအိပ်ပျော်နေတုန်းမှတောင်ရဲရဲဆက်ဆက်တက်ခိုင်းနေတဲ့အထိတွေးအီတူတယောက်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အနိုင်တိုက်ဖို့ကလွယ်လို့တခြားနည်းလမ်းမရှိဘူးလို့ Ross ကိုကိတ်တလင်းကအလေးနဲ့ပြောပြီးသူတို့ကစစ်ရှုံးနေရင်တိုင်ဝဲဟာသူ့ယောက်ျားနဲ့ကိုယ်နဲ့မကပဲနန်းတော်ထဲမှာပိတ်မိနေတဲ့တမီးညောင်နဲ့စတန်မီတာစုတစ်ခုလုံးကိုပါအမြင့်ပြတ်တက်ပြစ်မှာကိုတူမတီနေခဲ့လို့ပါ။ဒီစစ်ပွဲဟာ Ross အတွက်တော့သူ့အဖေကိုကယ်တင်ဖို့တယ်မဟုတ်ပဲသူ့မိသားစုတစ်ခုလုံးရှင်တန်ရေးအတွက်အနိုင်ရမှဖြစ်မဲ့တစ်ခုတည်းတော့မျှော်လင့်ချက်ဖြစ်လာပါတော့တယ်။တိုင်ရီယွန်ဟာသူစီးယုံလာတဲ့တောင်ပေါ်လူရိုင်းဖွဲကိုခြံရံပြီး Lannister တွေစစ်စခန်းချရာကိုမင်းသားတစ်ပါးလိုပြန်ရောက်လာပါတယ်။သူ့အဖေတိုင်ဝဲ Lannister ကတော့တိုင်ရီယွန်တယောက်လမ်းမတင်တိတ်ဆုံးပြီးအလောင်းရှာမတွေ့တော့ဘူးဆိုတဲ့ကောလာဟာလာတွေကြားထားတာမို့တာဖြစ်သူပြန်ပေါ်လာတာကိုမြင်တော့အံ့ဩသွားပါတယ်။တိုင်ရီယွန်ကလည်းသူ့အဖေနဲ့တောင်ပေါ်လူရိုင်းကောင်းဆောင်ရှာဂါဘရွန်တို့ကိုပြန်လည်မိတ်ဆက်ပေးခဲ့ပါတယ်။
တိုင်ဝမ်ကတော့ထုံးစံအတိုင်းတိုင်ရီယွန်ကိုတွေ့တာနဲ့ချီကျူးမဲ့အစားအပြစ်တင်စကားနဲ့ပဲစတင်ပါတယ်သူကဂျီမီလန်နစ္စတာဟာဂိုရန်2မှာ Riverranga City တွေကိုအပြတ်တက်ရှင်းလင်းနိုင်ခဲ့ရုံနဲ့မကပဲခုဆိုရင်ကိတ်တလင်းရဲ့မိုးရက်မြေဖြစ်တဲ့ Riverland Data တစ်ခုလုံးကိုဝင်စည်းဖို့ပြင်ဆင်နေပြီဖြစ်ကြောင်းပြောပြီးဂျီမီနဲ့တိုင်ရီယွန်ကိုနိုင်ရှင်ကနှိမ်ချလိုက်ပါတယ်တိုင်ရီယွန်ကသူ့ကိုဖမ်းဆီးခဲ့တဲ့ Nest ကရောဘာဖြစ်သွားပြီလဲလို့မေးတဲ့အခါမှာတော့ Net ဟာမြေတိုက်ခန်းထဲမှာကျင်းကျနေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်ရောဘတ်ဘရင်ကြီးရဲ့အချစ်ဆုံးတငယ်ချင်း Nestat ကိုရောဘတ်ကဘယ်လိုလုပ်ဖမ်းခွင့်ပြုလိုက်တာလဲဆိုတာကိုတိုင်ရီယွန်ကနားမလည်ဖြစ်နေတော့မှပဲတိုင်ဝမ်ကရောဘတ်တွေသွားပြီးအခု Job Ray ကဘရင်ဖြစ်နေပြီဆိုတဲ့သတင်းစကားကိုပြောပြခဲ့ပါတယ်။တောထဲမှာပိတ်မိနေခဲ့တဲ့တိုင်ရီယွန်အတွက်တော့ဒါဟာတကယ်ကိုအံ့ဩစရာသတင်းတွေဖြစ်နေပါတယ်။ဒါတွေမကလေးပဲနဲ့ရတာရော့ကလည်းသူ့အဖေကိုကယ်ဖို့မြောက်ပိုင်းသားတွေကိုစူးစီးပြီးတောင်ဘက်ကိုစစ်ချီလာနေပြီဆိုတာကိုပါတူတိလိုက်ရပါတယ်။စစ်ရေးကြောင့်ပြောနေကြတော့မှပဲတိုင်ရီယွန်ကအခွင့်ကောင်းယူပြီးသူ့မိတ်ဆွေတောင်ပေါ်လူရိုင်းတွေအတွက်လိုအပ်တဲ့တန်မဏိဒိုင်းတွေဓားတွေကိုသူ့အဖေစီကတောင်းဆိုနေပါတယ်။အဲ့ဒီအချိန်မှာပဲမြောက်ပိုင်းသားတွေကျူးကျော်လာပြီဆိုတဲ့သတင်းစကားရောက်လာတာကြောင့်တိုင်ဝမ်ကတန့်လန့်ခိုင်းလိုက်ပြီးသူကိုယ်တိုင်ဥဆောင်တိုက်ခိုက်မဲ့အကြောင်းကိုဂျီမီစီကိုစာပို့ခိုင်းလိုက်ပါတယ်။တိုင်ဝမ်ကတိုင်ရီယွန်ခေါ်လာတဲ့တောင်ပေါ်လူရိုင်းတွေဟာတိုက်ခိုက်ရေးမှာအရန်ကြမ်းတမ်းပြီးတော်ကြမှန်ရေးမိတာကြောင့်သူတို့ကိုလန်နစ္စတာတွေနဲ့အတူစစ်ကူတိုက်ဖို့စီယုံပါတယ်။လန်နစ္စတာတွေနဲ့အတူစစ်လိုက်တိုက်ရင်တိုင်ရီယွန်ဂရိပေးထားတဲ့ပိုတဲ့ဆုလက်ဆောင်တွေပေးမယ်လို့တိုင်ဝမ်ကကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့လူရိုင်းကောင်းဆောင်ရှာကာကတော့လူလေတယောက်မှသူကတိုင်ရီယွန်မှာသူတို့နဲ့အတူစစ်မြေပြင်ကိုလိုက်မှကူညီမယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါဟာတိုင်ရီယွန်ကိုချစ်လုံးလုံးမဟုတ်ပဲတိုင်ရီယွန်ပေးထားတဲ့ဂရိတွေမတီးခင်မှာအာမခံအနေနဲ့သူ့ကိုရှေ့တန်းမှာတူခေါ်ထားပြီးစောင့်ကြည့်ခြင်းတဲ့သဘောပဲဖြစ်ပါတယ်။ရော့တုံမြောက်ပိုင်းစစ်တပ်ဟာအတွေ့အကြုံရင်းကျက်လာတဲ့တိုင်ဝမ်လန်နစ္စတာကိုယ်တိုင်စစ်ချီလာနေပြီဆိုတာကိုတချို့ရီစီကတဆင့်တိထားကြပါတယ်။လန်နစ္စတာတွေဘက်ကစစ်ကြောင်းကိုနဲ့ကြောင်းခွဲထားပြီးတိုင်ဝမ်ဦးဆောင်တဲ့စစ်ကြောင်းနဲ့ဂျီမီဦးဆောင်တဲ့ Riverrun ဘက်ကစစ်ကြောင်းဆိုပြီးရှိနေတာကြောင့်ရော့အတွက်စဉ်းစားရခက်နေပါတယ်။ဂျီမီဦးဆောင်တဲ့တပ်ကကိတ်တလင်းရဲ့မွေးရက်မြေကိုဝိုင်းထားတာကြောင့်ရော့တို့အနေနဲ့အများဆုံးတွားဖို့လိုအပ်နေပေမဲ့ဂျားထဲမှာမြစ်ကြီးတစ်စင်းကခံနေပါတယ်။ဒီမြစ်ကိုဖျက်ကျော်ဖို့အတွက်တခုတည်းသောနီလန်းကတော့ Lock Free ထိန်းချုပ်ထားတဲ့ The Twin ဆိုတဲ့ data သဒ္ဓါကြီးကိုဖျက်ဖို့ပဲရှိပါတယ်။ Free အိမ်တော်ဟာ House Tag ကိုတိကျခံထားတဲ့အိမ်တော်တစ်ခုဖြစ်ပေမဲ့သူတို့ဟာယုံကြည်ရတဲ့လူတွေမဟုတ်ပါဘူး။ကိတ်တလင်းကအရင်တစ်ခေါက်စစ်ပွဲတုန်းကလည်းအနိုင်ရမှလာ join တဲ့အကြောင်းပြောပြခဲ့ပါတယ်။ Rock ကတော့စီရေးအတာစီရဖို့အတွက်ဒီသဒ္ဓါကြီးကိုအရင်ဆုံးတိမ့်ပိုက်ထားခြင်းနေပါတယ်။အဲ့ဒီချိန်မှာပဲလန်နစ္စတာဘက်ကကင်းတော်တယောက်ကိုဖမ်းမိလာပါတယ်။စစ်ဗိုလ်ချုပ်တွေအားလုံးကသူတို့ရဲ့စစ်အင်အားနဲ့သတင်းချက်လက်တွေပေါက်ကြတော့မှစိုးရိမ်တာကြောင့်ထိုကင်းတော်ကိုချက်ချင်းတက်ပစ်ဖို့အကြံပြုကြပါတယ်။ဒါပေမဲ့ Rock ကတော့လူတိုင်းကိုအံ့ဩသွားစေမဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ Rock ကထိုကင်းတော်ကိုမင်းရဲ့တခင်တိုင်ဝမ်စီပြန်သွားပြီးငါတို့မြောက်ပိုင်းသားနဲ့တောင်းစလုံးသူ့စီကိုတန်းတန်းမတ်မတ်လာနေပြီလို့တွက်ပြောခိုင်းကသတင်းမှတစ်ခုကိုတမင်ပေးလိုက်ပါတယ်။တကယ်တော့ Rock မှာစစ်အင်အားအလောင်းမရှိပဲသူကတိုင်ဝမ်ကိုလှည့်စားဖို့ကြံစီနေတာပါ။ဒီလိုရကြောင့်စစ်ဗိုလ်ချုပ်တို့ချို့က Rock ကိုအတွေ့အကြုံမရှိတဲ့ကလေးတယောက်လို့ထင်ပြီးသဘောထားမတိုက်ဆိုင်ပဲစိတ်ဆိုးဒေါသထွက်နေကြပါတယ်။နက်ကတော့ခုချိန်ဒီမြေတိုက်ထဲမှာပဲပိတ်လောင်ခံထားရဆဲပါပဲ။မြို့တော်ကင်းစလန်နေရဲ့နန်းဆောင်ထဲမှာတော့ Job Ray ဟာအိုင်ယွန်တရုံးကြီးမှာထိုင်ပြီးဘရင်ဖြစ်နေရယူကသူ့ရဲ့အာဏာစက်ကိုစတင်ပြတာတဲ့ကြေညာချက်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြန်နေပါတယ်။သူဟာသူ့ရဲ့အဖိုးဖြစ်သူတိုင်ဝမ်လန်နစ္စတာကိုဟန်အော်ရကင်းယာရူခံရလိုက်တယ်လို့နန်းတွင်းဆောင်တက်ရဲ့ဝိုင်းစတီတော်ကြီးဆာဘရစ်စတန်ကိုတော့ယာရူကနေနာဖို့အမိန့်ပေးလိုက်ပါတယ်။ဆာဘရစ်စတန်ကကင်းကတ်ဆိုတာတက်တာဒိစာဆိုထားရတာဖြစ်ပြီးတေတဲ့တိတာဝန်ထမ်းဆောင်မှုအတင်းရှိကြောင်းဂုဏ်တိတ်ကရှိတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ Job Ray ကသူ့အဖေဘရင်ကြီးရောဘတ်ကိုကာကွယ်မပေးနိုင်ခဲ့တာကိုအပြစ်တင်တဲ့အပြင်အခုဆိုရင်ဘရင်ကိုကာကွယ်ဖို့အတွက်ဦးမင်းနေပြီလို့ရိုင်းဆိုင်စော်ကပြောဆိုခဲ့ပါတယ်။ဒီလိုရဲ့ကြောင့်ပဲဆာဘရစ်စတန်ဟာအကြီးကျယ်စိတ်ဆိုးဒေါသထွက်ကသူ့ရဲ့ဓာတ်နဲ့6ဝတ်တစားကိုပြစ်ချပြီးနန်းတော်တွေကနေထွက်သွားခဲ့ပါတော့တယ်။ဆာဘရစ်စတန်ရဲ့နေရာမှာတော့ဂျေမီလန်နစ္စတာကိုကင်းကဲရဲ့ခေါင်းဆောင်အဖြစ် Job Ray ကယာရူတိုးပေးလိုက်ပါတယ်။ဆန်ဆာကလည်းသူမရဲ့အဖေ Nestat ဘေးကင်းမှုအတွက် Job Ray ရှေ့မှာဒူးထောက်ပြီးအသနာခံနေပါတယ်။ Job Ray ဟာဆန်ဆာဒီလောက်ထိတောင်းပန်နေတာကိုမြင်တဲ့အခါမှာတော့ Nestat ကသူ့ကိုစစ်မှန်တဲ့ဘရင်ဖြစ်လူပုံလဲမှာဝန်ခံပြီးတိမပြုတ်မယ်ဆိုရင်တော့ညာတာပေးမယ်လို့မဖြစ်နိုင်တာကိုတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့တစ်ဆက်တည်းမှာပဲတကယ်လို့သူကညင်းဆန်ဦးမယ်ဆိုရင်တော့ညာတာမှုဆိုတာရှိမှာမဟုတ်ဘူးလို့အေးဆက်ဆက်နဲ့သတိပေးလိုက်ပါတယ်။ဒါဟာ Nestat အတွက်တော့သူ့ရဲ့ဂုဏ်တိတ်ခါကိုစတေးမလားဒါမှမဟုတ်အမှန်တရားအတွက်အတိတ်ခံမလားဆိုတဲ့အခက်အခဲဆုံးရွေးချယ်မှုကြီးဖြစ်လာတော့မှာပါ။ Episode 8ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ပိုင်းတွေကိုနောက်နေ့မှတင်ဆက်ပေးတော့ပါမယ်